အားလုံးပဲမင်္ဂလာပါရှင်တက်ခေတ်သတင်းစုံမီဒီယာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့2026ခုနှစ်မေလ23ရက်နေ့နေ့ပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်သတင်းကြောင်းရာလေးကတော့အေယာဝတီတိုင်းဒေသကြီးလာဘော်တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ်တွင်ပြည်သူ့စစ်မှုထမ်းအပတ်စဉ်တွင်နိုင်ငံသားကောင်းပြည်သားစွာတာဝန်ထမ်းဆောင်ခဲ့ပြီးမိမိဒေသသို့ပြန်လည်ရောက်ရှိလာသောတပ်မတော်သားများအားကြိုဆိုဂုဏ်ပြုတဲ့သတင်းဖြစ်ပါတယ်ရှင်အေယာဝတီတိုင်းဒေသကြီးလာဘော်တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ်ထီပါလေကျွော်အုပ်စုမှပြည်သူ့စစ်မှုထမ်းအပတ်စဉ်တွင်တာဝန်ထမ်းဆောင်ခဲ့ပြီးပြန်လည်ရောက်ရှိလာသောတပ်သားချမ်းငင်းအားကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမိသားစုများကျေးရွာနေပြည်သူများကမေလ20ရက်နေ့နေ့လယ်12နာရီချိန်တွင်မော်လမြိုင်ကျွန်းမြို့ကာကြီးဝန်းတွင်ပန်းစည်းများပန်းကုန်းများဖြင့်ကြိုဆိုဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်ရှင်ဆက်လက်၍ညပိုင်းတွင်ထီပါလေကျွော်အုပ်စုအတွင်းကျေးရွာနေပြည်သူများကကော်ပွဲရှင်ပွဲများကွန်မြူညတာစားပွဲများပြီးကွန်မြူပေးခဲ့ကြောင်းသိရပါတယ်ရှင်။ရင်းကွန်မြူပွဲတွင်ထီပါလေကျွော်အုပ်စုအုပ်ချုပ်ရေးမှူးဦးမြင့်သူပြည်ထောင်စုကြက်ကရေးနှင့်ဖွံ့ဖြိုးရေးပါတီမှရက်ကျေးပါတီဥက္ကဋ္ဌဦးဉာဏ်မြင့်တို့ကတပ်သားချမ်းကြီးအားဂုဏ်ယူဝမ်းမြောက်ကြောင်းချီးကျူးစကားပြောကြားခဲ့ပါတယ်ရှင်။ပြည်သူစွာထမ်းဆောင်ခဲ့တဲ့တပ်သားမောင်ချမ်းကြီးအားကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်သူနဲ့တကွာကျွန်တော်ကျေးရွာရက်ကျေးပါတီဥက္ကဋ္ဌနဲ့တကွာကျေးရွာသူကျေးရွာသားများကအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းပြောကြားပါတယ်အခုလိုနိုင်ငံတော်ဝင်ကိုကျေးပြုံးစွာထမ်းဆောင်ခဲ့ပြီးမိဘရက်ထံကိုအခုလိုအန်ဒီယေကင်းရှင်းစွာပြန်ရောက်ရှိလာတဲ့အတွက်လည်းကျွန်တော်တို့ကျေးရွာသူကျေးရွာသားများနဲ့တကွာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ဦးမြင့်သူကလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းပြောကြားရင်းကျွန်တော်တို့ညီကုန်းချုပ်ပါတယ်ထို့နောက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်သူနှင့်ရက်ကျေးပါတီဥက္ကဋ္ဌဦးဉာဏ်မြင့်ကျေးရွာရှိပြည်သူများကတပ်သားချမ်းကြီးအားဂုဏ်ပြုချီးမြှင့်ငွေများပေးရခဲ့ကြောင်းသိရပါတယ်ရှင်ဆက်လက်၍မိတ်ဆောင်ဆောင်ပွဲအားပျော်ရွှင်သာကျွေးမွေးအခမ်းခဲ့ကြောင်းသိရပါတယ်ရှင်ဒီတဲ့ကိုဝေတော်မှာပေးပို့ထားတာဖြစ်ပါတယ်ရှင်ကျွန်မရွှေပါ